အလုံးမဲဒီနေ့သတင်းကောင်းလေးတစ်ခုပြောစရာရှိရဲအဲ့ဒါဘာလဲဆိုတော့ကြတော့ဈေးတန်လေးနေပေါ့နော်ကိုကခြံတစ်ခွက်ကိုလိုချင်လားဈေးလဲသက်သာမယ်ခြံခွက်ကလည်းတန်မယ်ပြီးတော့လို့ရှိရင်ကာလမ်းမနဲ့လည်းမနီးမဝေးဖြစ်ကြမယ်ရွာမီရဲ့အငွေ့တက်ကလေးကိုလည်းရကျင်နေဆိုရင်တော့အခုညမပြောတဲ့နေရာလေးကိုဝယ်ကြည့်ဖို့အတွက်တိုက်တွန်းချင်ပါတယ်သိန်း80လေးနဲ့ခြံတစ်ခွက်ကိုပိုင်ဆိုင်ရမယ်ဆိုရင်တင်းတို့တွေစိတ်ကူးမလွဲနဲ့နော်တကယ်လို့ခြံခွက်လေးချောင်းသိချင်နေစုံစမ်းချင်နေဆိုရင်တော့ညီမရဲ့ chat box မှာလာပြီးတော့စုံစမ်းလို့ရပါတယ်ရှင်ဒီနေ့တော့ညီမကပြပြရင်းချက်ထားပါတယ်ပြပြလေးကိုပေါ့နော်ပြပြလေးကိုခရမ်းညင်သေးလေးနဲ့ချက်မယ်ပြီးတော့မရင်နေ့တွေကပဲတီချန်တီရဲ့အတွက်ကြောင့်မို့လို့ပဲတီလေးကိုလည်းကျုံနဲ့ကျမကြော်လိုက်ပါတယ်ဖေးပြားလေးကိုကြော်ခန်းညင်တီလေးနဲ့တေချာနှပ်ပြီးတော့ချက်နောက်ဆုံးမှာနည်းနည်းမေးအုပ်မေးဆိုပြီးကျမမိသွားပါတယ်တကယ်တော့အဲ့ဒီနေ့ကမမတို့တွေကိုတို့တွေလာတဲ့အတွက်ကြောင့်မို့လို့ကျမကသူတို့ကအမြဲတမ်းသားငါးစားနေကြမို့လို့ကျမအတီးရွက်ကလေးချက်ကျွေးတာစောစောတော့အကြောင်းလေးပြန်ဆက်မယ်အဲ့ဒီခြံခွက်ကသိန်း80ဆိုပြီးတော့ပေါ်တီတီမတွက်နေနော်ကာလမ်းမလေးနဲ့လည်းမနီးမဝေးနောက်ပိုင်းဆိုရင်အဲ့ဘက်ခြံတွေကမီးတွေချလာပြီပေါ့နော်အဲ့ဒါကဘယ်နေရာမှာရှိရလဲဆိုတော့တူးချောင်းအောင်းရွာထဲမှာရှိရပါရှင်ထိန်ကုန်းဘက်လည်းမရောက်ဘူးအီရွာဘက်လည်းမရောက်ပါဘူးတူးချောင်းရွာရဲ့နေ့လှမ်းလေးမှာဆိုရင်ရောက်ပါပြီစာချုပ်ကိစ္စလေးလုံးဝရှုပ်ရှင်းကင်းတဲ့အတွက်ကြောင့်မလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ညီမရဲ့ချက်ပေါက်မှာလာပြီးဆက်သွယ်လိုက်ပါကျေးဇူးတင်ပါတယ်